spicy တဲ့ spicy တဲ့ဖြစ်နေကြလားအဲ့အော်တယ်ဒီ spicy မှမဆိုင်ကျမဒီနေ့ပါရရင်သူတို့ညောက်ကကြိုးရတယ် spicy ဒီဆိုင်မှာထူးခြားတာဗါလဲဆိုတော့ပြောပြမယ်ကိုရီးယားကျတော့လေအသက်ကြီးပြီဆိုတဲ့ခါတော့အဲ့လိုမျိုးအဆက်တွေထက်ကိုလေစစ်စစ်လေးကြိုက်တာအဲ့တော့မိုးဆက်ကဟဲ့ဒီမှာကနန်းကိုထိုင်းချက်လေးနဲ့အဲ့လေးနဲ့စစ်စစ်လေးအဲ့ဒါကိုတွက်မှလိုက်တယ်ကွယ် spicy နှစ်ယောက်တော့ဟိုမှာဒီမှာစက်ပြဲလားရေမဝဲမှာလိုက်တယ်သူဘလို့စက်ပြဲမဆိုတာဒီမှာစစ်စစ်လေးစားပြီးတိုင်ကြည့်မယ်ကွယ်ကဲဒါကြတော့ပစုံစီထမင်းကြော်ပင်လယ်စာနဲ့ဆိုလို့ရှိရင်18000ကျက်နဲ့ဆိုလို့ရှိရင်1000ခွဲဒါလည်းကျတော့မန်နီလာဂုံသွားတပွဲပေါ်မှာ18000နဲ့မှ900ကဲဒီမှာစက်ကျဲလာရေပွဲကကျတော့ကျွန်မအကောင့်အကြီးဆုံးမှာပေးလိုက်တဲ့ခါကျတော့4000ခွဲအဲ့လိုမျိုးမလဲပုံမှန်အတုံးလေးတွေပဲဆိုရင်တော့2300နဲ့မှ900ခွဲကျွဲ့နော်ဒီဆိုင်လေးကကျတော့လေနေရာလဲကျဲတယ်ကားပါကင်လည်းရတယ်ပြီးတော့ decoration ကလည်းအရန်လာအော်ဒါနဲ့ဒီဆိုင်ကလေ2016တရားကိုစဖွင့်တာနော်အခုဆိုလို့ရှိရင်10နှစ်တင်းပြည့်ပြီးဒီတော့ကျတော့ရန်ကင်းမှဖွင့်တာလားရန်ကင်းကနေပြီးတော့မှအခုဒီဘက်ကိုပြောင်းလာတာဒီနေရာဘယ်နေရာလဲဆိုတဲ့ခါကျတော့ကဘာအေးဖျားလမ်းမပေါ်ကနေပြီးတော့မှအင်အားရိပ်သာလမ်းထဲကိုဝင်းချင်းလေးပဲဒီမှာပလာစာသိရမလားအေးနီလေးကဲအားလုံးစားကြဟဲ့ပြောလို့စားနေပြီအရင်သိရုပ်ပြတ်တယ်တော့ဆော့ခွဲတယ်ဒီမှာပြပါစားအော်ဒါတွေကကျတော့ထန်သီ juice ကျမတို့ထန်တော့တယ်မသွားနိုင်မိမဲ့လေရန်ကုန်မြို့နေပါလေစားရထန်သီရောကဲဒါလေးတွေကကျတော့အကောင်လိုက်စားလို့များတဲ့ခါကျတော့ခြေထောက်လေးတွေကိုညက်ပေးမြင်နော်အဲ့လိုမျိုးဒီခြေထောက်လေးတွေကိုညက်တာလေဘယ်လိုရပါလိမ့်လဲဆိုတဲ့ခါကျတော့အဲ့လိုလမ်းပလာတဲ့လူတွေညက်ပြီးချတာတော့ခြေထောက်လေးတွေကိုကဲစားမင်းအော်ခါနေဒါဒီမိုးစက်ကလေကနန်းတစ်ကောင်လုံးကိုအကောင်လိုက်မှားတာအဲ့လိုမဟုတ်ဘဲနဲ့လေရီစားလည်းမရှိဘူးအခုခွာမင်းမဲ့ဘယ်သူမှမရှိဘူးဆိုလို့ရှိရင်တော့လေကနန်းကိုလေအသားရွက်နှင်ပြီးတော့လေချက်ပေးတယ်ကနန်းအသားကြီးပဲလေရတယ်နှွားကြမလို့ဒါပေမဲ့ကျမရီစားမရှိတယ်ကျမအခုမှကြိုက်စားစငတ်မှဆိုတော့အသားကိုအိပ်ပြီးတော့ဟဲ့အသားကိုလက်ဆက်မှာပဲလုံးဝဒီဆိုင်ကြီးကကြတော့လေနေ့လေ7ရက်နေပြီးတော့ည10နိုင်ပြီပြင်ပါလေအဲ့တော့ဆိုင်ဖုန်းနဲ့ကျန်စားပြီးပြည့်တဲ့ချိန်ကြီးစိုက်တဲ့ချိန်ကိုလာစားလို့ရတယ်အခုမိုးစက်တော့စားပြီးသွားပြီဆိုတဲ့ခါကျတော့ဒီ seafood paragon မှာ promotion ရှိတယ်ဘာ promotion လဲဆိုတဲ့ခါကျတော့ဒီဆိုင်ကလေဆိုင်အစ်စ်ကကြတော့14ရက်နေ့ကပြီးစဖွင့်တာစဖွင့်တဲ့နေ့ကစပြီးတော့အခု opening ကာလအတွင်းမှာဘလောက်ပိုပဲဆက်စားပတ်စံစင်းမိတာနဲ့နိုင်ရတယ်အမတရားကိုဘာနိုင်ရတယ်ဆိုတော့လေဒီထဲမှာပါတယ်မဲရလေ1000ကနေစပြီးတော့3သိန်းအထိပါတယ်တသိန်းအထိကိုဘလောက်ရပေါ့နော်အဲ့ဒါကျတော့ကိုဘလောက်ရလဲဆိုတာကျတော့ကိုရဲ့နှိုက်တဲ့စွမ်းရည်ပေါ့မူတည်နှိုက်တဲ့စွမ်းရည်မူတည်အခုဒိုးရဲ့စွမ်းရည်ကဘလောက်လဲဆိုတာကိုနှိုက်ကြည့်ရင်1000နဲ့တော့အများကျွန်မရဲ့နှိုက်တဲ့စွမ်းရည်ကလေလက်ရည်လေးကျနေတဲ့ခါကျတော့1000မြရကျေးဇူးပါရောဒါလေးပါမယ်နောက်တစ်ခါပြန်လာစောက်စင်ဒီ1000ဘို့ free ရမှာတတန်